Minglava, Guten Tag, ဒီနေ့မှာတော့အယူမလုပ်ပါနဲ့မလှည့်စားပါနဲ့ဆိုတဲ့စကားလုံးလေးကိုကြားမှလို့ဘယ်လိုပြောမလဲဆိုတာလေးကိုပြောပြပေးပါမယ်နော်။တစုံတစ်ယောက်ကိုဒါမှမဟုတ်ရင်ကိုလိမ့်လေလှည့်ပြားတယ်လှည့်စားတယ်ဆိုတဲ့စကားလုံးကိုကြားမှလို့ဆိုရင် jemanden oder sich etwas vormachen လို့သုံးလို့ရပါတယ်။ဒီနေရာမှာ jemanden oder sich က dative case အနေနဲ့သုံးရမှာမယ်။ vormachen က trumpara verb ဖြစ်တဲ့အတွက်စာကြောင်းတိဆောက်တဲ့နေရာမှာခွဲပြီးတော့တိဆောက်ပေးရပါမယ်။အဲ့တော့စာကြောင်းလေးတွေဘယ်လိုဖြစ်သွားမလဲဆိုတာလေးကြည့်လိုက်ရအောင်နော်။ Mag mir nichts vor ဒါဆိုရင်သူက imperative နဲ့တုံထားတာဖြစ်ပါတယ်။ငါ့ကိုအယူမလုံးနဲ့မလဲစားနဲ့ဆိုပြီးတော့အမိန့်ပေးတဲ့လေတန်းနဲ့ပြောထားတာဖြစ်ပါတယ်။အဲ့တော့ mag ဆိုတာ do နဲ့ conjugate လုပ်လိုက်တယ်။အဲ့တော့ mag mir ငါ့ကို dative တုံလိုက်တယ်။ nichts vorဘာလို့မှလာပြီးငါ့ကိုမလဲစားနဲ့အယူမလုံးနဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါလေးကတော့ modal verb လေးနဲ့တွဲသုံးလိုက်တယ်။အဲ့တော့ du kannst mir nichts vormachen နင်ငါ့ကိုအယူလုံးလို့မရနိုင်ဘူး။အဲ့တော့ငါနင်ပြောတိုင်းမယုံဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ဒါလေးကတော့ liebt dich nicht သူကနင်ကိုမချစ်ဘူး mag dir nichts vor အဲ့တော့ကိုမလဲစားနဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ဒါကကြတော့နင်ကိုလဲစားနေဆိုတော့ mark dia mia မဟုတ်တော့ဘဲနဲ့ကိုမလဲစားနေလို့ပြောတာဖြစ်တဲ့အတွက် mark dia nichts for ဆိုပြီးသုံးပါတယ်နောက်တစ်မျိုးဒါကကြတော့ဘသူယူလုံးတာမှငါခံမှာမဟုတ်ဘူးဆိုရင်တော့ lassen လေးနဲ့တွဲသုံးတယ်အဲ့တော့ ich lasse mir von niemandem was for machen ဘသူယူလုံးတာကိုမှငါခံမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်